Naro Ruhinja Lumure Arakam Chine Tayenda Chide the Netachi Narole Naro Aquayego Yao Yumare Yakan a chamber Lena Kailo Piola in Tamianoga Machene Jab Yakan a chamber Lena Kai yes Chancha Mutego Makanailo Ruhinja Lu Ojita O Lu Bon Chause Go Upa and then Lu Ojita O Mondo Munegani Bangladesh Nangendo ထွက်ပြေးထင်းဆောင်နေရင်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကပန်းစည်းတင်တင်ထားတဲ့သတင်းတပုတ်ကိုဖူးနာပဲကျွန်တော်ဖက်လိုက်ရတယ်။အဲ့ဒီလူအောက်ကြီးထဲမှာလူကုန်ကူးသူဆိုပြီးတော့ယူဆရတဲ့လူ3ဦးအပါဝင်ပေါ့နော်။လူပေါင်း90ဦးပါဝင်တဲ့လူအောက်ကြီးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက BGP ကပန်းစည်းထားတာ။ကဲကျွန်တော်မင်းရှိနေကျွန်တော်တို့ကဒီခမရတို့ခေါ်နေကြတဲ့အာရကဖီတုထော်လရဲ့အစိုးရကောရခိုင်လက်နက်ကိုင်တုပ်ပုံတွေကိုကျွန်တော်တို့ဘာကြောင့်မထောက်ခံကြတာလဲခမရတို့သိလားအခုရှင်တီတောင်ကျွန်တော်တို့လူမျိုးတွေအာရကန်ပြည်နယ်တဲမှာအေးအေးဆက်ဆက်မနေနိုင်လို့ရခိုင်အချင်းဘလက်နက်ကိုင်အေးအေးရက်ဆက်ချမ်းချောင်းမှုတင်ကိုမခံနိုင်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုအပြည့်တင်းဆောင်နေရတယ်အခုရှင်တီတောင်တွဲပြတင်းချောင်းနေရတယ်အဲ့ဒါကိုကျွန်တော်တို့ကအရကပြည်သူထော်လေရဲ့အစိုးရကောင်းပါတယ်ဆိုပြီးတော့အလံထောင်ပြီးတော့ကျွန်တော်တို့ကထောက်ခံရမှာလားကြောက်ကြည့်မင်းတို့နလဘင်းတွေအရကပြည်သူဒီရခိုင်တုပ်ပုံတွေကိုငါတို့ရဟင်ဂျာတွေမထောက်ခံကြလို့ဆိုပြီးတော့မင်းတို့ကဝေဖန်နေကြတယ်ဟာလားကျွန်တော်တို့လူမျိုးတွေကိုအကာအကွယ်ပေးတဲ့လက်နက်ကိုင်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကြောင့်တောက်ကြရမှာလဲမင်းတို့ပြောကြည့်ငါတို့ရူဟင်ဂျာလူမျိုးတွေအာရကန်ပြည်နယ်ရဲ့တိုင်းရင်းသားဖြစ်တဲ့တနေ့တစ်ချိန်ငါတို့အခွင့်အရေးကိုရအောင်ယူမှာပဲမင်းတို့မထားတာအဲ့ဒါကိုငါတို့ကမင်းတို့ဒီရခိုင်တပုံကြီးကိုထောက်ခံရမှာလားငါတို့လူတွေကိုလည်းတက်နေကြတယ်မောက်တက်နေကြတယ်လူမျိုးတို့တက်ဖြတ်နေကြတယ်အာရကန်ပြည်နယ်ထဲမှာမနေနိုင်အောင်တပတ်နိုင်ငံကိုအပြည့်ထိချောင်းအောင်လုပ်နေသေးတယ်အဲ့ဒါကိုရခိုင်နလဘင်းတွေကျွန်တော်တို့ကိုပြောကြတယ်မင်းတို့ကောင်ရဆောက်တော့မကြဘူးအေးကိုဘာလို့မထောက်ခံကြတာလဲအဲ့လိုလာသေးတယ်ငါတို့လူမျိုးကလည်းရက်ဆက်ဆက်တက်နေတယ်မောင်းထောင်းနေတယ်အဲ့ဒါကိုငါတို့ကအေးကိုထောက်ခံရမယ်ပေါ့မင်းတို့နလဘင်းတွေမထားမင်းတို့ရဲ့အေးကငါတို့တွေကိုကာကွယ်မဖဲလို့ငါတို့ကမတောက်ခင်တာနော်မတာအဲ့ဒါမင်းတို့ရဲ့အေးကအစိုးရမဟုတ်ဘူးအရကပြည်သူတော်လည်းရဲ့အစိုးရလာဗရာအစိုးရအဲ့ဒါမင်းတို့ရဲ့အစိုးရကလာဗရာအစိုးရအဲ့ဒါကအချင်းပါတမငါတို့လူမျိုးတွေကိုအချင်းပန်းနေတယ်အဖြစ်မရှိတဲ့ပြည်သူတွေကိုရက်ဆက်ဆက်ပတ်ချက်နေတယ်အဖြစ်မရှိတဲ့ပြည်သူလူထုတွေကိုထိခိုက်နိုင်တာစေတယ်ဆိုလို့ရှိရင်တက်ဖြတ်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုအကျဉ်းပန်းသမားလို့ခေါ်တယ်မတ်ထားတာငါတို့ရဲ့ဒီအာစာတို့အာရုစုတို့လက်နက်ကင်အဖွဲ့အစည်းတွေခမရတို့လူတွေကိုအဖြစ်မရှိတဲ့လူတွေကိုအဲ့ဒါလို့ချင်းမတာထိုက်ခဲ့တာရှိခဲ့ဘူးလားပြောကြည့်သူတို့လောက်လိုက်ရင်ရခိုင်လူမျိုးတွေမောင်းတော့မှတယောက်မှနေလို့မရအောင်လုပ်လို့ရတယ်ဒါပေမဲ့သူတို့မလုပ်ဘူးသူတို့ရဲ့အလောက်ကဒီအချင်းပါအေကိုမောင်းတော့ဖို့ပဲအဖြစ်မရှိတဲ့ပြည်သူတွေကိုဖြစ်မတာထိုက်ခဲ့ဖို့မဟုတ်ဘူးနော်ဒါပေမဲ့မင်းတို့ရခိုင်တွေကမင်းတို့ရခိုင်လက်နက်ကိုင်တွေကတော်တော်လေးကောက်ချိုက်တယ်ဖြစ်မရှိတဲ့ရိုဟင်ဂျာလူထုတွေကိုဖြစ်မတာထိုက်ခဲ့ပြီးတော့နိုင်ငံတွေကနေမောင်းတောင်းနေတယ်မကြာခဏပဲနိုင်ငံတွေကနေမောင်းတောင်းနေတာနော်မင်းတို့ကရိုဟင်ဂျာနဲ့တဟဇာတဖြစ်အောင်နေရှင်တဲ့ဆိုလို့ရှိရင်ရိုဟင်ဂျာလူမျိုးရဲ့အခွင့်အရေးတွေကိုကာကွယ်ပေးရမယ်နေစဉ်လိုအခုလိုနေစဉ်နေတိုင်းရိုဟင်ဂျာလူထုတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတွားအောင်လုပ်မယ်ဆိုလို့ရှိရင်ဘယ်တော့မှမင်းတို့လူရှင်တဲ့အေဂျင့်မှုကိုမရစေရဘူး
မင်းတို့ရဲ့အဖက်ရခိုင်နိုင်ငံတော်ဆိုတဲ့အိမ်မက်လေးကိုအိမ်မက်အတိုင်းပဲချိန်ခဲ့မယ်မှတ်တာအဲ့ဒါမင်းတို့ကောင်လေးငါတို့လည်းလူပဲငါတို့လူမျိုးကိုထိရင်ငါတို့လည်းနာတာပဲနားလေလားမင်းတို့ရခိုင်တွေနားလေလားငါတို့လူဟင်ဂျာလူမျိုးတွေထိရင်ငါတို့လည်းနာတတ်တယ်နော်အဲ့ဒီလူမနာစေရှင်ငါတို့လူမျိုးတွေကိုမထိနဲ့သဘောပေါက်ပြီလားအဲ့ဒါအာရကန်ဂျင်းနေတဲ့မှာပေါ့နော်ကျွန်တော်တို့လူဟင်ဂျာလူမျိုးတွေကိုမနေနိုင်အောင်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုမောင်းထောက်နေတယ်ဟေးအောင်နေမင်းတို့ထွားတော့မပြောဘူးအာရကန်ဂျင်းနေတဲ့မှာကိုယ်အိမ်မှာအေးစစ်မနေနိုင်အောင်ပြဿနာတွေဖန်တီးပြီးအမျိုးမျိုးလောက်တော့ဒီလူတွေပဲသွားမလဲထွက်ပြေးတာဗောတလူပြထွက်ပြေးတာဗောယောက်ျားမိန်းမကလေးအပါဝင်ဗောနော်60ခုနာဦးလူကုန်ကူးသူ3ဦးပါဝင်90နာဦးဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကပန်းစီတင်းထားတယ်အဲ့ဒီတင်းကိုအခုပဲကျွန်တော်ဖက်လိုက်ရတာဘာကြောင့်လဲအာရကန်ပြည်နယ်မှာကျွန်တော်တို့ဝဟင်ဂျာလူမျိုးတွေနေလို့မရအောင်ကိုဒုက္ခပေးနေလို့အဲ့ဒါအဲ့ဒီလိုကျွန်တော်တို့ဝဟင်ဂျာလူမျိုးတွေဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုအခုချိန်ထိဘာလို့ထွက်ပြေးနေရတာလဲဒီရခိုင်တပုံတဲ့ကျွန်တော်တို့ဝဟင်ဂျာလူမျိုးတွေကိုနေလို့မရအောင်ကိုဒုက္ခပေးနေလို့ထွက်ပြေးနေရတာအဲ့ဒါကလေးကအစအကုန်